ဘန်ကောက်မှာရှိတဲ့ဟိုတယ်တွေကိုဘူကင်တင်ပေးလားလို့လာမေးထားတဲ့သူတွေအတွက်ပေါ့နော်ဒီဘန်ကောက်မှာရှိတဲ့ဟိုတယ်တွေရောတခြားနေရာတွေမှာရှိတဲ့ဟိုတယ်တွေရောကျွန်တော်ဘူကင်တင်ပေးပါတယ်ဝန်ဆောင်ကတော့ရှိပါတယ်မြန်မာပြည်ကနေလာမဲ့သူတွေပဲပြည်နိုင်ငံခြားကနေတော့စင်ကာပူတို့ပေါ့နော်တခြားနိုင်ငံတွေတော့လာမဲ့သူတွေလည်းထိုင်းဝင်လာတဲ့ခါကျရင်ကျွန်တော်တို့ဗီဇာလျှောက်တဲ့ခါကျရင်ဒီဟိုတယ်ဘူကင်စာရွက်ကိုလည်းဖောင်ကိုလည်းကျွန်တော်တို့လုပ်ပေးပါတယ်ဟိုတယ်ကတော့2မျိုးပုံစံ2မျိုးရှိတယ်ကြိုပြီးတော့တခါလေးဘူကင်တင်တဲ့ခါကျရင်ကြိုပြီးတော့ပတ်စံအပြည့်လွှဲရတဲ့ဟိုတယ်နဲ့1000ရန်လောက်ပဲလွှဲရတဲ့ဟိုတယ်ကိုကြိုက်တဲ့ဟာရွေးယူလို့ရတယ်ဈေးနှုန်းတွေကတော့ကိုလိုချင်တဲ့ဈေးနှုန်းကိုတခါပြီးကျွန်တော်ကိုလာမေးလို့ရပါတယ်ပတ်စံကိုကြိုမလွှဲချင်တဲ့သူတွေဆိုရင်1000ရန်လောက်ပဲလွှဲလို့ရတယ်ဟိုတယ်ငှားတာဒီ Agoda တို့ Booking.com တို့မှာလည်းစာရင်ဈေးနှုန်းတွေကအများကြီးသက်သာတယ်သူတို့စီမှာဆိုရင်ဥပမာ1400လောက်1500လောက်ကြားတဲ့ဟာဆိုရင်ကျွန်တော်တို့စီမှာ1200 1300လောက်ပဲကြားတယ်အများနဲ့ကိုကနေငှားမစင်ကိုမှ2000 3000လောက်သက်သာပါတယ်ကိုကမယုံဘူးစင်လဲအဲ့လိုမျိုးဝင်စစ်လို့ရပါတယ်ဈေးနှုန်းပေါ့နော်သူတို့ဒီမှာရှိတဲ့ဈေးနှုန်းနဲ့ကျွန်တော်တို့ဒီငှားပေးတဲ့ဈေးနှုန်းနဲ့ဝင်စစ်လို့ရပါတယ်ကျွန်တော်တို့ဒီဟိုတယ်မှမဟုတ်ဘူးပေါ့နော်ဒီထိုင်းမှာဟိုတယ်မှမဟုတ်ဘူးဒီဟိုတယ်ဘူကင်လည်းတင်ပေးတယ်နောက်တစ်ခုကဒီထိုင်းပစ္စည်းတွေကိုလည်းမြန်မာပြည်ပို့ပေးတယ်ဒီကိုလိုချင်တဲ့ပစ္စည်းတွေကိုပေါ့နော်အထည်တွေပဲဖြစ်ဖက်နှက်တွေရောအထည်တွေရောဂျင်းပေါင်းပီတွေရောပြီးရင်မင်္ဂလိပတ်စံအိတ်တွေကအစပေါ့နော်လာပြီးတော့မေးမြန်းလို့ရတယ်အသေးစိတ်ကိုသိချင်တော့ကျွန်တော်ရဲ့ Messenger မှာလာမေးထားလို့ရပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်ဘိုင်ဘိုင်